မင်းကကျောင်းသားတစ်ယောက်ပဲနော်ဒီစာကြောင်းကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ You are a student and you မင်းကကျောင်းသားတစ်ယောက် and you မဟုတ်လားဒီမှာဝါကျအဆုံးက and you ကို third question လို့ခေါ်တယ်တယောက်ယောက်ကိုပြောတဲ့အရာမှန်အတည်ပြုမိတဲ့မိခွန်းတို့လေးဖြစ်တယ်ရှေ့က you are a student က statement ဖြစ်ပြီးနောက်က and you ကကြတော့ question tag ပုံစံလေးဖြစ်ပါတယ်အရေးကြီးဆုံးစီးမြင်အနေနဲ့ကတော့ဒီ third question မှာပေါ့နော်ရှေ့ကအဆိုပြုဝါကျရဲ့နောက်က third question ဆိုပြီးတော့အပိုင်းနှစ်ပိုင်းပါတယ်ပေါ့အဲ့ဒီမှာအရှေ့က statement က positive ဆိုရင်နောက်က third question tag က negative ဖြစ်မယ်ရှေ့က statement က negative ဆိုရင်နောက်က question tag က positive ဖြစ်မယ်ဒီသုံးကြောင်းကိုကြည့်ပြီးလေ့လာကြည့်ပေါ့နော် you are tired and you အရေးကြီးဆုံးစီးမြင်အနေနဲ့ကတော့ဒီ third question မှာပေါ့နော်ဒီအခုပြောမယ့်စာကြောင်းကတော့ရှေ့က statement က negative ဖြစ်မယ်ဆိုရင်နောက်က question tag က positive ဖြစ်မယ်စာကြောင်းတွေကိုလေ့လာကြည့်မယ်ပေါ့ရှေ့ကပြောချင်တာကရှေ့က statement negative ဆိုတာဘာလဲဆိုရင်အငြင်းကိုပြောတာpositive ကကြတော့အဆိုပြုဝါကျအငြင်းမဟုတ်တဲ့စာကြောင်းပြောတာပေါ့နော်အဲ့ဒီမှာရှေ့က sentence က negative ဆိုရင်နောက်က question tag က positive ဖြစ်ရမယ်ဥပမာ you aren't busy are you ဒီစာကြောင်း၃ကြောင်းလုံးကိုကြည့်မယ်ရှေ့က comma ရဲ့ရှေ့က statement တွေအကုန်လုံးကိုကြည့်လိုက် negative တွေကြီးပဲ comma ရဲ့နောက်က question tag တွေက positive တွေကြီးပဲဒါကိုကြည့်ခြင်းအဖြစ် positive statement negative tag ဆိုတဲ့စီမင်းကိုသုံးထားတာတွေ့ရမယ်ပေါ့နော်စာကြောင်း၃ကြောင်းလုံးကိုကြည့်လိုက်ရင် positive statement negative tag သုံးထားတာတွေ့ရလိမ့်မယ်အဲ့တော့ positive ဆိုတာဒီမှာ plus minus သင်္ကေတပြထားတာက plus က positive ကိုရည်ညွှန်းတယ် minus က negative ကိုညွှန်တယ် positive statement negative tag အဲ့တော့ positive ရှေ့ကဆို negative နောက်က negative ရှေ့ကဆို positive နောက်ကလို့မှတ်လိုက်ပါဒါကတော့အလွယ်မှတ်နည်းလေးပေါ့နော်အဲ့တော့နောက်မှာသုံးတဲ့ question ထက်နေရာမှာသုံးတဲ့ပုံစံက having but subject ပုံစံနဲ့လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနမူနာစာကြောင်းလေးရဲ့ကွက်လက်မှာ question ထက်ကိုအစားထိုးပြီးဖြည့်ကြည့်ပေးပါအောင်ရှေ့က statement ကိုကြည့်ပြီးတော့မှဆုံးဖြတ်ရမှာရှေ့က statement က positive ဆိုရင်နောက်က question tag က negative ဖြစ်ရမယ် she is a doctor သူမကဆရာဝန်တယောက်ဖြစ်တယ်မဟုတ်လားလို့မေးမှာရှေ့ကအဆိုပြုမလို့နောက်က negative ပြောင်းမယ်အဲ့တော့ having but ကိုသုံးမယ်ဆိုတော့ရှေ့မှာပေးထားတဲ့ having but ကိုပဲပြန်သုံးပေးရမယ်ရှေ့ကပေးထားတဲ့ having but ကဘာလဲ is သူ့ကို negative ပြောင်းတော့ဘာဖြစ်မလဲဟုတ်တယ် isn't ဖြစ်မယ် is not ပေါ့ is not ရဲ့ short form အတူကောက်က isn't having verb ပြီးရင် subject လာမယ်အဲ့ဒီ subject ကကြတော့ခုနကရှေ့ကအဆိုပြုဝါကျ statement ကပါတယ် subject ကိုပဲပြန်သုံးတော့ရှေ့က statement ကပါလဲ she ရှေ့က statement ရဲ့ subject က she ဒါကြောင့်မို့လို့ question tag က isn't she ဆိုပြီးဖြစ်သွားမယ်ရမယ်နော်ဒါဆိုရင်အဖြေလေးကိုကြည့်ရအောင် she is a doctor isn't she သူမကဆရာဝန်တရားဟုတ်တယ်မဟုတ်လားဆိုပြီးတော့ရှေ့ကပြောထားတဲ့အဆိုပြုတဲ့ဝါကျကိုမှန်နောက်ကနေအတည်ပြုကြောင်းသုံးတဲ့ question ကို question tag လို့ခေါ်ရပါတော့နောက်က essentially က question tag ပါရှေ့က she is a doctor က positive statement essentially က negative tag question tag ပုံစံနဲ့သုံးထားတာဖြစ်ပါတယ်နောက်ထပ်စာကြောင်းတစ်ကြောင်းကြည့်မယ် they don't like coffee blank ဆိုပြီးပြထားတယ်ဒီ question ထပ်မှာသုံးရမယ့်ဟာကကော negative ဖြစ်မလား positive ဖြစ်မလားရှေ့ရဆိုရှေ့ statement ကိုကြည့်ရင်ရမယ်ရှေ့ statement က they don't ဆိုတော့ negative သုံးထားတယ်ရှေ့ statement က negative သုံးထားရင်နောက်က question tag ကဘာဖြစ်မလဲ positive ဒါဆိုရင်သုံးရမယ့်ပုံစံက having but subject having but subject ဆိုတော့ having but ဘာသုံးရမလဲသိချင်ရှေ့ subject ကိုပဲကြည့် having but ဘာသုံးရမလဲသိချင်ရှေ့ statement ကိုပဲကြည့် statement မှာသုံးထားတဲ့ having but နဲ့ subject ကိုပြန်သုံးရမှာမရှိမှခေါ်ပြီးမှာဒီမှာ having but က don't သုံးထားတဲ့ကြောင့်မလို့ don't ဆိုရင်ရှေ့က negative မို့လို့ don't သုံးတာနောက်က question tag က positive သုံးရမှာဆိုတော့ don't ရဲ့ positive က do ပေါ့ပြီးရင်ရှေ့က subject ကိုပြန်ယူသုံးတော့ they ဒါမို့ do they ဖြစ်သွားတယ် they don't like coffee do they နောက်ထပ်ဥပမာတစ်ခုဖြည့်ကြည့်အောင် he can swim blank လို့ပေးထားတယ်ဒါဆိုရင်ရှေ့က statement က positive or negative right positive ဖြစ်ပါတယ်ဒါဆိုရင်နောက်က question tag ကဘာဖြစ်ရမလဲ negative အဲဆိုရင် negative က having verb သုံးပါပေါ့ having verb မှာ negative ပြောင်းပြီးရင်ဘာလုပ်ပေးရမလဲဆိုရင် subject ပြန်ယူသုံးပေးရမယ်ဒါဆိုရင်ရှေ့က statement က having verb ကိုပြန်ယူသုံးမယ်ရှေ့က statement က having verb ကဘာဖြစ်မလဲဟုတ်တယ်ရှေ့က statement က having verb ကခံသူကအဖ positive မို့လို့ခံသုံးထားတာရှေ့က positive ဆိုတော့နောက်က negative ဖြစ်တဲ့အတွက်ခံရဲ့ negative ကခ
can't ပြီးရင်ရှေ့က subject ကိုပဲပြန်ယူသုံးဆိုတော့ having verb subject ဆိုတော့ can't he can he can swim can he သူကရေကူးနိုင်တယ်မဟုတ်လားနောက်တစ်ချောင်းက I am late blank ဒီစာကြောင်းကိုတခြားစဉ်းစားဖို့လိုပါမယ်ဒီစာကြောင်းကရှေ့က statement ကိုကြည့်လိုက်ဘာလဲ positive ဒါဆိုရင်နောက်က statement ဘာသုံးမလဲ negative ဒါဆိုလို့ရှိရင် negative သုံးမယ်ဆိုရင်having verb negative အတော့ပေါင်းပြီးမှာပေါ့ having verb ကရှေ့က statement က having verb ကိုပြန်ကြည့်ဆိုတော့ရှေ့က statement ရဲ့ having verb ကဘာလဲ am ဒါဆိုရင် am not ပေါ့ am not ရဲ့အတူကောက်ကဘာဖြစ်မလဲ amn apostrophe t ဖြစ်မလားဒါဆိုရင် am ရဲ့ negative က amn apostrophe t ဖြစ်မှာလားဒါလိုမျိုးဆိုမှန်လားမမှန်ဘူးเนาะဘာဖြစ်လို့လဲဆိုရင် am ရဲ့အတူ am ရဲ့ negative က am not ပေါ့ am not ကို am not ရဲ့အတူကောက်စကားလုံးက amn apostrophe t ဆိုပြီးတော့ grammar မှာမသုံးပါဘူးဒါဆိုရင် am not ရဲ့အတူကောက်စကားလုံးကဘာဖြစ်မလဲဘာဖြစ်မယ်ထင်လဲစဉ်းစားမိလားကြည့်ကြည့်အောင်တဲ့เนาะ am not ရဲ့အတူကောက်ကဘာလဲဆိုရင် aren't ပါ grammar မှာတမတ်ဖော်ပြထားတယ် am not ရဲ့အတူကောက်ကဘာလဲ aren apostrophe t and ပါ amn apostrophe t ဆိုပြီးတော့မသုံးပါဘူးဒါကြောင့်မို့လို့ I am late ကို negative question ထပ်ပြောင်းခြင်းရင် am ရဲ့ negative က and ပြီးရင် subject ပြန်သုံးတော့ I ဒါကြောင့်မို့ and I ဖြစ်သွားပါမယ်ဒါဆို quiz လေးတွေကိုဖြည့်ကြည့်ပါအောင်ဒီ quiz 5ပုဒ်ကိုဖြည့်ကြည့်ပါကိုယ့်အသက်ကိုဖြည့်ကြည့်ပါနောက်မှအဖြေထည့်ပေးထားပါတယ်ဒါပေမဲ့အဲ့အဖြေကိုမကြည့်ပဲဒီဗီဒီယိုကိုခဏရက်ပြီးတော့ဒီမေခေါင်းနေအကုန်လုံးကို question ထပ်ပြီးဖြည့်ပေးကြည့်ပါပြီးတော့မှအဖြေပြန်တိုက်ပါဒါမှကိုဘယ်လောက်မှတ်မိလဲစာအုပ်ပိုင်းနဲ့လဲဆိုမှသိရမှာပေါ့နော်မရရင်ပြန်မေးလို့ရမှာပေါ့ကိုယ့်အသက်ကိုဖြည့်ကြည့်နော်ကဲဘယ်လိုလဲမှန်ကြလားအဖြေဒီမှာ5ခုလုံးပြီးထားပါတယ် and you does she won't they can he and we အဲ့တော့ဒီစကားလုံးတွေအကုန်လုံးပေါ့နော်ရှေ့က affirmative ဆိုတော့ရှေ့က positive ဆိုတော့နောက်က negative ရှေ့က negative ဆိုတော့နောက်က positive ပြောင်းတဲ့အခါမှာအဲ့လိုမျိုး having verb တွေကို negative ကနေ positive ပြန်ပြောင်းတက်လာ positive ကနေရော negative ပြန်ပြောင်းတက်လာမပြောင်းတက်ဘူးဆိုလို့ရှိရင်ပြန်မေးတော့ပြပေးမယ်အဲ့တော့ဒီသင်ခန်းစာမှာကတော့ negative တွေပြန်ပြောင်းနည်းတွေကိုတော့မပြောထားဘူးပေါ့နော်အဓိက tag question ဖြေနည်းကိုပဲပြောထားတာဆိုတော့ tag question နဲ့ပတ်သက်တာကိုပဲပြောပြထားတယ်တကယ်လို့များဒီမှာ negative ကနေ positive ကနေ negative ပြောင်းတာကိုမသိရင်ထပ်မေးမှာပေါ့နော်ဗီဒီယိုတက်သင်ပြီးပြန်ရိုက်ပေးပါမယ်ကဲဒါဆိုရင် tag question မှာအဓိကမှတ်ရမှာတစ်ခုက positive sentence negative tag negative sentence positive tag ဆိုပြီးတော့သိထားရမယ်ပေါ့နော်တင်းချုပ်ပြီးပြန်ဖြေရရင်ရှေ့က statement ကအခုလိုမျိုး you are happy ဆိုတဲ့ positive statement ပေးထားရင်နောက်က question tag ကအငြင်းပြောင်းတော့ r ရဲ့ negative က and ပြီးရင် subject က you ပြန်သုံးတော့ and you are happy and you သူ့ရဲ့ဆန့်ကျင်ဘက် you unhappy ဆိုရင်နောက်ကဘာဖြစ်မလဲ are you ဖြစ်မှာပေါ့ positive ဆိုရင် negative ဆိုရင် positive ရမယ်နော် thank you guys